မိုးဘိုးဘယ်လောက်ရလဲအန်တီငယ်ငယ်တုန်းကမိုးဘိုးဘယ်လောက်ရလဲ အန်ဒီတို့ငငယ်တော့ကတော့မိုးဘိုးကတော့တမီးရဲ့တမန်5မှု တနေ့ကြောင်းသွားရင်ရောအိမ်ရပေးတဲ့မိုးဘိုးဆိုဘယ် တ လောက် နေ့ကြောင်းသွားရင်အိမ်ကပေးတဲ့မိုးဘိုးတယောက်5မှုပြင်ပို့မရအောင် မကိုတထောင် တနေ့တစ်ထောင်ရတယ်ဟုတ် ဖမုတ်ဝယ်စားလို့ရတယ်ဆိုတော့အနည်းဆုံးပေါင်မုတ်တို့မုတ်တစ်မျိုးလောက်ပဲ တပတ်ကို1000ပေါ့တပတ်1000ရတယ်လောက်လား လောက်တဲ့ခါလေးရှိရောလောက်တဲ့ခါလေးရှိ ကိုကြောင်းတက်တုန်းကရောမိုးဘိုးဘယ်လောက်ရခဲ့ ကျောင်းတက်တော့900ဟော 900 ကျောက်တို့အဲ့လိုအာလူကျော် လေးတန်းတော့10ပြားပဲရတယ် အန်တီငယ်ငယ်တုန်းကမိုးဘိုးဘယ်လောက်ရလဲ အန်ဒီတို့ငငယ်တော့ကတော့မိုးဘိုးကတော့တမီးရဲ့တမန်5မှုတခါလေးကြားလို့ရှိရင်လည်းတစ်ချက်ပေါ့ဦးလေးတွေလာတယ်နေကဦးလေးတွေတော်တွေလာတယ်ဆိုတော့တစ်ချက်နှစ်ချက်အဲ့လိုရတာပေါ့ မိုးဘိုးပို့ရတာပေါ့ မေဘိုးပို့ရတာပေါ့ တနေ့ကြောင်းသွားရင်ရောအိမ်ရပေးတဲ့မိုးဘိုးဆိုဘယ် တ လောက်လဲ နေ့ကြောင်းသွားရင်အိမ်ကပေးတဲ့မိုးဘိုးတယောက်5မှုပြင်ပို့မရအောင် အဲ့ဆိုအဲ့ငါးမှုတော့ကရောဗာမုတ်တွေစားလို့ရ အဲ့5မှုတော့ကတော့အန်ဒီတို့ကြောင်းမှာတော့မုတ်ပြစ်တလက်လေးတွေအတုပ်ကလေးတွေကြာစံတုပ်လေးတွေခောက်ဆွဲတုပ်လေးတွေအချင်းပေါင်းလေးတွေရေခဲချစ်တို့ပါတော့အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုလေးဝယ်စားတာပေါ့ အဲ့ဆိုအခုတတိရတယ်ပြန်တွေးလိုက်တော့အဲ့ဒီတော့ကစားခဲ့တဲ့မုတ်ထဲမှာအကြိုက်ဆုံးမုတ်လေးဆိုဗာမုတ်လေး ဒီထက်ကစားခဲ့တဲ့ထဲမှာအကြိုက်ဆုံးမုတ်ဆိုလို့ရှိရင်အတုပ်စုံလေးတွေအတုပ်လေးတွေပေါ့ကြာစံတုပ်လေးတွေခောက်ဆွဲတုပ်လေးတွေအဲ့လိုမျိုးလေးတွေဝယ်စားတာပေါ့ကျောင်းမရောင်းတာပေါ့တမတ်ဖိုးလေးရောင်းတယ်ကလေးတွေစားနိုင်အောင်လို့တမတ်ဖိုးလေးရောင်းတယ်ငါးမှုဖိုးလေးရောင်းတယ်အဲ့လိုလေးတွေပေါ့ဝယ်စားရတာပေါ့ အဲ့ဆိုလို့ရှိရင်လေအဲ့ဒီအခုအဲ့မုတ်လေးတွေကိုပြန်စားခဲ့တဲ့အချိန်မှာတတိယဆုံးဆိုလို့ရှိရင်အဲ့ဆွမ်းနာအတုတ်ကလေးတွေပေါ့ တုပ်ကလေးတွေပေါ့အဲ့ဒါလေးတွေပေါ့ကလေးပွားပေါ့နောက်ပြီးတော့အချင်းမောင်းလေးတွေအဲ့ဒါလေးတွေစားတာပေါ့နော် ဘယ်နှခုနှစ်လောက်ဖြစ်မလဲအဲ့ဒီခမန်းကြီး အန်ဒီတို့ဘယ်နှခုလဲဆို1900စားလောက်ရှိတာပေါ့86 အဲ့လောက်တုန်းကအန်ဒီတို့ကြောင်းနေခဲ့တော့အဲ့ဒီမှာစားရတာပေါ့ ငယ်ဘဝအမှတ်တရလေးပေါ့အဲ့ဒီရခဲ့တဲ့မုတ်ဘိုးလေးနဲ့အမှတ်တရစားခဲ့တဲ့မုတ်ကလေးအမှတ်တရလေးတစ်ခုခုလောက်ပြောပြမယ်ဆိုပါ စားခဲ့တဲ့မုတ်ကလေးဆိုအမှတ်တရပြောပြမယ်ဆိုရှင်အဲ့ဒီမုတ်ဘိုးလေးတွေနဲ့ကျောင်းကရောင်းတဲ့အတုပ်ရဲ့ကျောင်းပြင်မှာရောင်းတဲ့အထမ်းမုံကြီးငါးလေးတွေအရန်တတိယဆုံးမဲ့အဲ့ဒါလေးတွေစားအထမ်းမုံငါးဆိုငါးမူခါကျရင်ကျောင်းထဲမှာတမတ်ဘိုးဝယ်စားတယ်တမတ်ပဲကြံတော့မစားတငယ်ချင်းတည်းနှစ်ယောက်တမတ်စီစုပြီးတော့ငါးမူဘိုးဝယ်စားတယ်အဲ့လိုလေးအမှတ်တရလေးပေါ့ပြန်လွှမ်းသွားပြီ ဟုတ်ကဲ့ပါအဲ့ဒီမုတ်ဘိုးရဘူးလား ရောက်ပြီ ဘသူတွေစီရရလား အေးရပေါ့ အေးရပေါ့အစုံပေါ့ အဆုံးပါ ကျောင်းထက်တုန်းကဆိုရှင်မုတ်ဘိုးဘယ်လောက်လောက်ရလဲ တော်တော်မို့ကို1000 2000ပေါ့ ကျောင်းထက်တုန်းကလေဆယ်တန်းအောင်အဲ့ဒါတရက်ကိုလား တရားကိုတပတ် ဟာတပတ်ကို1000ပေါ့တပတ်1000ရတယ်လောက်လား လောက်တဲ့ခါလေးရှိရောလောက်တဲ့ခါလေးရှိ အဲ့1000နဲ့ဘာဝယ်စားလို့ရလဲ အဲ့တော့အများကြီးဝယ်စားလို့ရတာပေါ့ မဟုတ်လေ1000နဲ့ဆိုရင်တော့အများကြီးဝယ်စားလို့ရတယ်လေကိုကချွေတာဆိုတော့တနေ့ဘယ်လောက်ဖို့လောက်စား ဘယ်လောက်ဖို့လောက်စားလဲဆိုတော့1000တစ်ခါလေးကလည်း1000ကျော်ဘူးပေါ့ အဲ့လိုမျိုးပေါ့ကိုစားခြင်းတဲ့ခါကျရင်တော့1000ကျော်လိုက်တဲ့ခါကျရင်လည်းမစားရတဲ့ခါလည်းရှိတယ် စားတဲ့ခါလေးရှိဟုတ် အဲ့လေဘယ်လောက်လောက်ပြီးလို့ရှိရင်မိုးလောက်မလဲ ဟုတ်လားအခုဆိုရင်တော့ပြောတယ် ဘယ်လောက်ပြီးမိုးရလောက်ဘယ်လောက်ပဲတဲ့ တနေ့ တနေ့ ဒီတနေ့1000လောက် တနေ့1000လောက်မိုးပို့ပေးလိုက်ပါတော့နော်မပို့ရသေးလား ရသည် မပို့နဲ့လောက်လားရတယ်မိုးဘယ်လောက်ရလို့လဲ လုံးလုံးနေရတယ်လက်ကုန်မျိုးမျိုးပြရတယ်2000လောက်ရ အဲ့ဆိုကိုចောင်းတက်တုန်းကရောမိုးဘယ်လောက်ရခဲ့ ကျောင်းတက်တော့900ဟော အဲ့900ရတော့ရောလောက်ခဲ့လား လောက် ဘယ်လောက်ရရင်လောက်မလဲခံမှန်းကြည့်ပါကိုငငယ်အဲ့တုန်းကတော့900ပဲမိုးရခဲ့တယ်ဘယ်လောက်ရလို့ရှိရင်မိုးလောက်မယ်လို့ခံမှန်းဖြစ်လဲ 1000လောက်ပေါ့ အဲ့ဆိုအဲ့900နဲ့တော့ဘာတွေဝယ်စားလို့ရခဲ့လဲ ရအများကြီးပဲ မှတ်မိတဲ့လောက်လေးပြပြပါလားဘာတွေစားခဲ့လို့ရလဲ ကျောက်တို့အဲ့လိုအာလူကျော် ဆောက်ဆွဲကြရမယ်အာလူကြော်ရ နှစ်မျိုးပေါ့ အခုရောမိုးရသေးလား ရ ဟုတ်လားခုထိရသေးရဲ့ပေါ့ ဘူးရ ဘယ်လောက်ရလဲမိုး ဟုတ်ဘူးလား2000ပေါ်မယ်အဲ့လို1000နေ တနေ့လို့လား မဟုတ်တလောက် ဩဒလ2000မိုးမစ်စီရပြန် 1000နီးပတ်တာပေါ့ ဘာဝင်မပါသေးပဲနဲ့မိုး2000စီရ ဟုတ်တယ် အဲ့ဆိုလို့ရှိရင်အခုခေတ်အရင်တော့ဆိုလို့ရှိရင်တော့900လေးနဲ့မုတ်စားလို့ရတယ်ပေါ့ကွာအာလူကြော်လို့ရတယ်ခောက်ဆွဲကြောက်လေးတွေရတယ်အခုဆိုလို့ရှိရင်ရောတနေ့မိုးခံမှန်းကြည့်ဘယ်လောက်ကုန်လဲ 9000လောက်ပေါ့ ဘာတွေဝယ်စားလို့ရလဲ ခောက်ဆွဲပြုတ်လေးပဲ3000 2000လောက်ရှိနေပြီတော့အေးရခောက်ဆွဲပြုတ်လေး အဲ့လိုပဲရမှာ အဲ့ဒါပဲရ ဥတို့ငယ်တုန်းကဆိုရှင်မိုးဘယ်လောက်ရလဲ ဦးလေးတန်းတော့10ပြားပဲရတယ်လေးပြန်အထိကို10ပြားပဲရတယ် အဲ့ဒီတုန်းကဆိုရှင်ရောဘာမုတ်စားခဲ့လဲ အဲ့တော့ကြာစံကျော်တပွဲ9ပြားကောင်းကြီးလို့တစ်ထုံ9ပြားပဲ ပြီးတော့နောက်အဲ့ဒီ9ပြားနဲ့တခြားရောဘာတွေရှိသေးလဲ ကျန်လာဒီဘိမုံတို့ဘာလို့အဲ့လို9ပြားတွေပဲအဲ့9ပြားခဲ့
အဲ့ဆိုရင်မဟုတ်ဘူးဆယ်ပြားဆိုတော့ပူအောင်ပူသေးရ ဆယ်ပြောင်းပူတည်ဆယ်ပြောင်းကြာစံကျော်နှစ်ပွဲစားလို့ရတယ် အဲ့ဘယ်နှစ်ခုနှစ်လောက်ကဖြုံ ဆမ်မန်ကြီးဆိုဟုတ်ကူပါအခုဆိုအဲ့ဒီတော့၄တန်းဆိုတော့9လောက်ပဲ10နှစ်လောက်ပဲရှိသေးတယ်လေ10နှစ်သား 10နှစ်သားလောက်ဆို သူက56ဆိုတော့ 56အဲ့ဆိုဦးအဲ့တုန်းကဆိုလို့ရှိရင်ကိုမဟုတ်ဘူးလေးရတဲ့ဟာနဲ့လောက်ခဲ့လား လောက်ခဲ့တယ် လောက်တယ်ပေါ့ ဟုတ်တယ်10ပြားဆိုတော့ ဆယ်ပြားဆိုတော့ဆယ်ပြားနဲ့မုတ်တွေအများကြီးစားလို့ရတယ်အဲ့ဆယ်ပြားနဲ့နောက်ထပ်စားလို့ရတဲ့မုတ်ကလေးတွေကတစ်ချက်လောက်ပြောပြပြပါမှတ်မိတဲ့လောက်လေးပေါ့အမှတ်တရ မမီတော့ဆိုတော့အဲ့ကောင်းကြီးတို့ဒီဘိန်းလုံးတို့9ပြားတွေလေတကူ9ပြားကြီးပဲပေါ့ ဟုတ် အဲ့ဘိန်းလုံးတစ်ချက်ဆိုတော့9ပြားပဲရှိတာ အဲ့ခေတ်တုန်းကဆိုရှင်ဈေးအကြီးဆုံးမုတ်ဆိုဘာဖြစ်လာမလဲဆယ်ပြားထက်ကျော်တဲ့ဈေးကြီးဆုံးမုတ် အဲ့ဒီက10ပြားနဲ့ကျော်တဲ့ဈေးကြီးဆုံးမို့อ่ะတိတ်မရှိတော့ မရှိဘူး မရှိတော့10ပြားအလုံးနဲ့10ပြားပဲ ဆယ်ပြားဆိုရင်အခုခေတ်မဟုတ်ဘူးနဲ့ဆိုရင်အခုခေတ်ပတ်စံနဲ့ဆိုရင်ဘယ်လောက်လောက်ဖြစ်မလဲခံမှန်းကြည့် ခုခေတ်ပတ်စံနဲ့ဆိုလို့ရှိရင်ခံမှန်းကြည့်ဆိုရင်ဒီဟောကြည့်နေအပေါင်းတော့ရှိတယ် อ๋อဒါဆိုအဲ့ဆိုအများကြီးစားလို့ရတာပေါ့အခုကငငယ်လေးတဲ့မဟုတ်ဘူးအများကြီးရတာပဲ အဲ့ဒီက ဟုတ်အဲ့ဒါငငယ်ရလေမဟုတ်နဲ့ပတ်သက်တာဖြစ်မဟုတ်ဘူးနဲ့ပတ်သက်တာဖြစ်အမှတ်တရလေးရှိနေတခုလောက်ပြပြပြပါဦး မုံစုံတော့ဥကတော့အမြဲတမ်းအိမ်မှာသမီးမစားဘူးအဲ့ကြာစံကျော်ပဲစားတယ် ကျန်တဲ့ကြော်ရမ်းကြိုက် ကြာစံ တယ် ကျော်အဲ့ဒါပဲစားတယ် အဲ့ဆိုဦးစားခဲ့တဲ့ကျန်တဲ့ကြော်မှတ်မိသေးလားမဟုတ်ဆိုင်အဲ့ဘယ်ဆိုင်ရဆိုင်လေးလဲအားမလို့ဘယ်သူချက်တာကိုကြိုက်ခဲ့လဲကျန်တဲ့ကြော်ဆိုရှင် ရွာမှာပဲလေရွာဘက်တည်ဆိုတော့အဲ့လိုပဲဒီသူတော့ရောင်းကိုလို့ရောင်းအဲ့လို အဲ့ဆိုကျန်တဲ့ကြော်ဆိုတာနဲ့အကုန်ကြိုက်တယ်မဟုတ်ဘူးဘယ်လောက်ရလဲ မဟုတ်တထောင် တနေ့တစ်ထောင်ရတယ်ဟုတ်လောက်လား မဟုတ် ဘယ်လောက်မလဲတစ်ထောင်နဲ့ဆိုဘာမဟုတ်ဒီဝယ်စားလို့ရတယ် ဘာမဟုတ်ဝယ်စားလို့ရတယ်ဆိုတော့အနည်းဆုံးပေါင်မုတ်တို့မုတ်တစ်မျိုးလောက်ပဲ လောက်ဘလောက်ဘူးဆိုတော့ဘလောက်လောက်ရရင်မဟုတ်ဘူးလောက် အခုလက်ရှိစားချင်နေရတော့ကွန်းတော့ဗောနော်အဲ့တော့နောက်ထပ်2500ထည့်ရရင်တော့လောက်မယ်လို့ထင် ဟုတ်ပြီအဲ့ဆိုရှင်ကိုစားကျင်တဲ့မုတ်လေးရောမဘိုးစုပြဝယ်စားပြစ်လား ဝယ်စားပြစ်လားဆိုတော့စားပြစ်ပါတကယ်ချင်းလည်းအဲ့လိုစုပြီးတော့စားပြစ် တစ်ထောင်ရတာမလောက်ဘူးမုတ်တရားလည်းနည်းနည်းဈေးတွေတက်လာပြီဆိုတော့လေမရဘူးဆိုတော့အဲ့ဆို2500တိုးပေးမယ်တနေ့2500တိုးပေးမယ်ဆိုရင်ဗာလေးဝယ်စားလို့ရလဲ ။ခါလေးဝယ်စားလို့ရလဲဆိုတော့အဲ့လိုဈေးမှာရောက်တဲ့ကွန်တော်တို့အဲ့လိုမုတ်အဲ့လိုကြောက်လဲမု ခ တ် မန်းကြီးပိုင်း2500လောက်ဆိုဗာလေးဝယ်စားလို့ရပြီလား အဲ့လို sandwich တို့အဲ့လိုပါလဲဘာကာတို့အဲ့လို အချွေတို့ရောရလား အချိုးကြီးလောက်တော့လိုက်ရတာ မဘိုးကဘယ်သူစီရရလဲ မေ့ရှိရ အဲ့ဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့မမေကိုပြောလိုက်မယ်နော်မဘိုး2500လောက်တိုးပေးပါလို့